လူတိုင်းဦးမိုးစားနေတာပဲမြင်တယ်အလွတ်လွတ်တာတော့ဘယ်သူမှမမြင်ဘူးအမှန်တော့ဦးမိုးထက်စားဖို့ကအရေးကြီးဆုံးပဲဒီနေ့တော့ဦးမိုးကနာမည်ကြီးမြန်မာအစားအစာတွေကိုမီးစမ်းကြည့်မယ်ခုတလောမြန်မာပြည်မြောက်ပိုင်းကျောင်းကြောက်စရာကောလာဟာလာတွေလည်းကြားနေရတော့ဦးမိုးလည်းနည်းနည်းတော့လန့်နေတယ်စားရကင်းစင်ကလည်းတစ်မျိုးပဲဦးမိုးလည်းတတိထားပြီးဝင်ထိုင်လိုက်တယ်မီနူးဖွင့်ကြည့်လိုက်တော့ပရက်ကြော်တွေတွေ့တယ်နေရန်မှာဝါပိုးကောင်ပုံတွေတောင်ကတ်ထားသေးတယ်ဘဒူကဆဆချင်းဒီလိုစားရခက်တာတွေစားမှလဲဦးမိုးလည်းမက်ဆီမိတ်ပြီးစာရွက်တွေကိုအမြန်လန်လိုက်တယ်နောက်ဆုံးတော့ပုံမှန်ဟင်းတွေတွေ့ထွားလီသမင်းတွေခေါ်ဆွဲတွေလည်းရှိသားပဲအကုန်ကြည့်ပြီးမှဦးမိုးစိတ်နည်းနည်းအေးထွားတယ်ချက်ချင်းပဲလက်ထောင်ပြီးမှားလိုက်တယ်ဆိုင်တဘာဝအတိုင်းအထုပ်စုံတွေကအရင်ရောက်လာတယ်စားပွဲတို့ကလက်ဖက်ထုတ်လာချော်ပေးတယ်ဦးမိုးတစုံလောက်စားကြည့်တယ်တကယ်ကိုကြွက်ရွက်ပြီးဝါးလိုက်တဲ့အတိုင်းမိတယ်လက်ဖက်နဲ့ထားတဲ့ကမှုင်းမိနည်းနည်းဆက်တယ်ကောင်းလုံးလို့မရက်နိုင်အောင်ပါပဲမိဖို့ချောင်းကလည်းနားမနေပါဘူးဒေအိုးကြီးနဲ့တကြွကြွချက်နေကြတယ်ဒုတိယဟင်းထိတဲ့အသားနဲ့မုံကြီးချင်းကြော်ရောက်လာပြီဒီဟင်းကချင်းချင်းဆက်ဆက်အရာသားပုံပဲကောင်းရင်ပေါင်းထဲ့တဲ့အလုံးလေးကလည်းဝါးနဲ့ရက်ထားတာဆိုတော့ဆန်းနေတာပဲဦးမိုးတူးကောက်ပြီးမီးကြည့်တယ်အပူချင်းအနေတော့ပဲအသားကလည်းနူးအသီးရွက်တွေကလည်းအရာသားဝင်ဝှင်းနေတဲ့ကောင်းရင်ပေါင်းနဲ့ဆူကွက်တီပဲဒီနေ့ဦးမိုးစားလို့ကောင်းနေတယ်ခဏလေးနဲ့ထမင်းကုံဝါလို့နောက်တစ်ပွဲထပ်မာလိုက်တယ်ပလတ်စတစ်ခွာပြီးတာနဲ့ကောင်းရင်ပေါင်းကိုဟင်းမကန်နဲ့ပေါင်းထိတ်လိုက်တယ်ဦးမိုးကိုဘာသာထမင်းနဲ့စားတော့မလို့လေဦးမိုးအရသာရှိရှိစားနေတော့နောက်ကနေစကားပြောတဲ့နေကြားလိုက်ရတယ်မြန်မာကောင်မလေးတွေအိမ်ကအစားအစာတွေဝေမျှစားရင်အလွမ်းပြစကားပြောနေကြတာဦးမိုးခိုးကြည့်လိုက်တယ်သူလည်းအဲ့ဒီခံလာချက်ကိုနားလဲပါတယ်ခေါင်းငုံနေသူ့အစားအစာပဲသူဆက်စားနေလိုက်တယ်စားပြီးတာတော့မဝသေးဘူးနေရန်မှာကတ်ထားတဲ့အမဲသားခောက်ဆွဲပုံကိုသတိရပြီးတပွဲကရာလိုက်တယ်အမဲသားကကြီးရတာအစ်စ်ပဲဦးမိုးအမဲသားနဲ့အသီးရွက်တွေကိုတမအောင်မွေးခောက်ဆွဲကိုဆွဲယူပြီးစားလိုက်တယ်ပူပူလောလောခောက်ဆွဲကတော်တော်ထိမိတယ်နောက်တော့ပကံလုံးအသေးယူခောက်ဆွဲခွဲထက်ငြုပ်သီးမုံဖြူအချင်းထဲ့ပြီးဦးမိုးရဲ့ကိုပိုင်ပုံစံနဲ့စားတော့တာပဲပထမနီလန်းလိုသဘောကျပြီးဒုတိယနီလန်းဆက်သွားတယ်ငြုပ်သီးစိန်နှောင်းထက်ငြုပ်ချင်းကြီးတစုံထဲလိုက်တယ်ဦးမိုးယုံကြည်မှုလွန်ကဲသွားပြီပထမတစ်လုံးမှာတဲ့ငြုပ်သီးစိန်ကိုကိုက်မိပြီးလဲချောင်းနဲ့ဆက်သွားတာပဲမနီလိုင်ပဲချောင်းဆိုးတော့တာပေါ့ရေနွေးချင်းတငုံတောက်လိုက်ရတယ်တတိယနီလန်းဆက်လို့ပြန်တယ်ဒီတစ်ခါနန်းနယ်မအများကြီးထက်အချင်းနဲ့ငြုပ်သီးမုံထည့်ပြီးမွေးလိုက်တယ်အခုတော့ဆက်ဆက်နဲ့အမွေးနံပြားသွားပြီအမဲသားခောက်ဆွဲတပွဲတဲ့ကိုအရသာ၃မျိုးဖန်တီးလိုက်တာဝါရဲဦးမိုးကတကယ်အကျဉ်းချင်းကောင်းလာပဲခောက်ဆွဲရောဟင်းရည်ရောကုံွားတော့ပြန်တင်တာပေါ့အဲ့ဒီချိန်မှာပဲတစ်ဖက်ဝိုင်းကကောင်မလေးအချိုပွဲမှာစားနေတာတွားတွေ့တယ်ဦးမိုးချက်ချင်းမီနူးကောက်ကိုင်းပြီးနို့လက်ဖက်ရည်မှားလိုက်တယ်မာရာရောက်လာတော့တရုတ်မိနစ်စာနဲ့တူနေတယ်နို့လက်ဖက်ရည်ကပုံမှန်အရသာပဲမှုန့်ကတော့အီဂျာဝီအသေးစားလေးနဲ့တူတယ်နို့လက်ဖက်ရည်တဲ့နီးစားလိုက်တော့အရသာရှိတာပဲနေ့လေစာဝင်စားတာနောက်ဆုံးတော့မိနစ်စာဖြစ်သွားတယ်ဦးမိုးဆိုင်ပင်ထွက်လာတော့မောင်းတောင်မောင်းနေပြီအချင်းကုန်တာမြန်လိုက်တာနော်